ဓာတ်မြေဩဇာပို့ထည့်ရတယ်ဇရိတ်ပုံများလာတယ်ဒီမြေဩဇာမထည့်လို့ရှိရင်အထွက်နှုံးမထွက်တော့တာမျိုးတွေအဲ့ဒါမျိုးရှိတယ်ပိုးသက်သေးဖြန်းတာနှာခေါင်းပိတ်မက်ပါယုံလောက်ပဲရှိတယ်ကျွန်တော်လည်းပိုးသက်သေးတန်ခံရနေလို့ထင်တယ်ဘာဖြစ်လို့ဆိုခေါင်းကိုက်ခေါင်းမူရှိတယ်အဲ့ဆိုးကျိုးတွေမှာကျွန်တော်ခန္ဓာကိုယ်ထဲမှာဖြစ်တယ်တော့မြေသားဓာတုမြေဩဇာတွေအဲ့လိုမျိုးစနစ်တွေကိုရောပြီးတော့ကျွန်တော်ကတော့လုပ်နေတာမျိုးတော့ရှိတယ်ကျန်တဲ့တောင်သူတွေကတော့အဲ့လိုမျိုးတော့လုပ်တာမျိုးတော့မတွေ့ဘူးကင်မီကယ်တွေပဲအားကိုးပြီးသွားနေတာရှိအဲ့ဒီကဘယ်လိုတောင်းလဲနည်းနည်းရှင်းပြလို့ရတယ်ပတ်စံ shopping site ပတ်စံ shopping တွေကိုမြေကြီးတွေကိုမြုပ်ပြီးတော့မြေနဲ့ရောသမခြေတဲ့နေရာမှာကျွန်တော်အစွေးမြန်အောင်ဆိုပြီးတော့ EM သုံးတာထွန်းလုံးဘယ်လောက်ပို့အထွန်းနှုံးကပြောမယ်ဆို20ရာခိုင်နှုန်းလောက်ပို့တယ်100မှာသူများ100ထွက်ကျွန်တော်120ထွက်တယ် quality ပါကွာသွားတယ်ခင်ဗျအရေးသွေးပါကွာသွားတယ်ဘယ်လိုကွာလဲဆိုကျွန်တော်စဘာမျိုးရသူများစဘာရဆန်အသိဆိုကျွန်တော်စဘာမျိုးစင်ရတယ်ခင်ဗျကျွန်တော်တတင်းကိုပုံမှန်ပေါက်ဈေးထက်9000ပို့ရောင်းတယ်ဆိုတော့ဒီပတ်ဝန်းကျင်ကမိတ်ဆွေတွေကစိတ်ဝင်စားအောင်လားဒီစနစ်တွေကိုကျွန်တော်3နှစ်လောက်လုပ်လိုက်တဲ့အချိန်မှာသူတို့စိတ်ဝင်စားတယ်ပထမတစ်နှစ်2နှစ်မှာလုံးဝစိတ်မဝင်စားဘူးကျွန်တော်ပြောမယ်ဆိုလှောင်သေးတယ်ပုံမှန်သူများလုပ်တယ်လို့မလုပ်ဘဲနဲ့ဘာကြီးထူးထူးရရတွေရောက်လုပ်နေတာလဲအဲ့လိုပုံစံမျိုးတော့ဝေဖန်ကြတယ်ခင်ဗျဟုတ်ကဲ့အခုတော့ကျွန်တော်လုပ်တာသူတို့လက်ခံလာတယ်ခင်ဗျဟုတ်ကဲ့ဘယ်လိုလက်ခံလဲစဘာကင်းကတက်တည်ပြတာပဲစိုက်ကင်းကပြောမယ်ဆိုလို့ချင်းသူများထက်ပိုကောင်းနေရဘူးလူတိုင်းကတွေ့နေရလေငါးရီကောင်ကျွန်တော်တို့မိကိုတိတ်ပြေလေတဲ့အထဲမှာတော့မပါဘူးအကျွေးရှိဟုတ်လားအခုနောက်ပိုင်းမှာကျွေးမရှိဘူးအခုကကျွေးမရှိတော့ခင်ဗျအခုကတော့ကျွေးလွတ်ကင်းသွားတယ်ကိုကစိတ်ချမ်းသာမှာပေါ့ဟုတ်ကဲ့အခုကတော့ပျော်ရှင်ရတယ်ဟုတ်ကဲ့